အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာမောင်မနဲ့ကစားကွင်းသွားမယ်ကြောင်းတစ်ဆက်တော့မှာဖြစ်ပါတယ်အဲ့ဆိုရင် let's go သွားလိုက်ကြအောင်လေးကစားကွင်းသွားမယ်ဟုတ်ဒီသွားမယ်ကားပေါ်တက်မောင်လေးကစားကွင်းသွားမှာပြောလားအေးအဲ့ဆိုမမတို့ဆက်သွားကြမယ်နော်ဟုတ်ကဲတော့မယ်မောင်လေးကစားပွဲရောက်တော့မသိလားမောင်လေးကစားပွဲနဲ့တော့ရောက်ပြီလားမမလက်တွဲမယ်နော်ဟုတ်ကဲတော့မလားမမတို့ဘာကြီးစီးကြမလဲငဲကြီးမယ်အေးအဆူပြီးရတော့မလားမောင်လေးမြင်းရစီးလို့ကောင်းလားလဲအေးမမတော့လေမကောင်းတကောင်းပါဘူးကောင်းနေမူလို့တော့တာရောမသားမလေးမမရဲ့တာကောင်းရင်ပြီးရနော်မောင်လေးအေးအဆူပြီးရဆက်စီမောင်လေးမီးလေးอ่ะမောင်လေးတော့ပြည့်ပါစီအောင်မှာတော့တီးတယ်ဘူးလေအဲ့ဆိုမတို့အဲ့ဆိုအခုတော်လိုက်တော့လေမင်းစီးတာဟုတ်ဘာလို့လဲအေးမောင်လေးကလည်းဘာချက်ပြောမှလည်းမသိဘူးလာမောင်လေးလာတော့မလားမမတို့ဟိုဝိုင်းစီမလားနေအောင်လေဒါပေမဲ့တော့မမလည်းမခေါ်တတ်ဘူးပေါ့ဘာလည်းမသိဘူးမမမေ့နေရအဲ့နာမည်ကိုကဲမမတို့တက်ကြမယ်နော်ကဲစတင်စီရပါပဲ1 2 3 go မောင်လေးပြောစရာကြီးနော်မကြောက်တယ်မကြောက်ပါနဲ့မမကိုဖတ်ထားနော်ကြောက်ပါနဲ့မမကိုဖတ်ထားနော်အေးဖတ်ထား1 2 3 go စပြီအပေါ်တက်တော့မယ်လို့အေးgo 1 2 3 go yeah မစရိုင်းနော်မောင်လေး yeah အော်ကျမီအောက်စမီမောင်လေးကြောက်စရိုင်းနော်ကြောက်ရည်အေးဟုတ်တယ်ကြောက်စရိုင်းမောင်လေးစီလို့ကောင်းနေနော်ကဲမောင်လေးမူလာချုပ်ပြီးဆိုမမတို့ပြန်ညမယ်နော်ဟုတ်မောင်လေးမမတို့အိတ်ကြမယ်အိမ်ပြန်ရောက်ပြီးဆိုလေခခအဲ့လေးရောဒီလောက်နဲ့ပြီးဆုံးသွားပါပြီရှင် channel လေးကိုလည်း like subscribe လုပ်ဖို့မမေ့ပါနဲ့နောက်ထပ် subscribe ပုံမြင်လေးကြည့်ချင်တယ်like subscribe လုပ်ဖို့မေးပါနဲ့အားလုံးပဲတတားပါ